Jam chanda di tena sura melo apu tamamo aye majiu tamamo lonwa lama kambu diroပြောခဲ့တဲ့သူတွေပြောနေကြတဲ့ခရိယန်တွေမြောက်များစွာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆရာဒေးဗစ်လာဟောပြောသွားတဲ့နှုတ်ကပတ်တော်လေးရှားပြီးမှဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်တို့ဇာမရေနူဟောပြောသွားတဲ့နှုတ်ကပတ်တော်လေးရှိပါတယ်အဲ့တော့ဒီနေ့သူတို့ဟောပြောနေတဲ့အရာတွေကမှားနေတာအဆိုမလို့အလုပ်လားအရေးမကြီးဘူးလားအရေးမကြီးဘူးလို့ပြောနေရင်တော့ကျွန်တော်တို့မှားနေပြီလို့ကျွန်တော်အနေနဲ့ပြောရှင်းပါတယ်အဲ့တော့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ review လုပ်တော့မှာဖြစ်ပါတယ်ဒီ video ဟာ reaction မဟုတ်ပါဘူး review ဖြစ်ပါတယ် Hello အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဒီကျမ်းမာချမ်းသာဒေသနာနဲ့ပတ်သက်ပြီးတော့ review လုပ်ရှင်းပါတယ်ဒါဟာ reaction မဟုတ်ဘူးဆိုတော့ရှေးဥစွာအတည်ပြုချက်ပါတယ်အဲ့တော့ယနေ့ကျွန်တော်ခရိယန်တွေကြားထဲမှာဒီကျမ်းမာချမ်းသာဒေသနာနဲ့ပတ်သက်ပြီးတော့အငင်းအခုံတွေအများကြီးရှိကြပါတယ်အဲ့တော့ယနေ့ကျွန်တော်အနေနဲ့ review လုပ်ချင်တာကအငင်းအခုံလုပ်တဲ့သူဘက်ကတော့လည်းကောင်းပြီးတော့အငင်းအခုံမလုပ်လက်ခံတဲ့သူဘက်ကတော့ကောင်းနှစ်ဖက်စလုံးကျွန်တော်တို့သိရှိနိုင်ဖို့ရအတွက်နားလည်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော် review လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်နဲ့ကောင်းစင်ပေးချင်တာကကျမ်းမာချမ်းသာဒေသနာနဲ့မျက်မမြင်ပုံနာ6ယောက်ကိတ်တို့ခရိယန်များဆိုပြီးတော့ကျွန်တော်နဲ့ကောင်းစင်ပေးချင်ပါတယ်เนาะအဲ့တော့ဒီနေ့ကနဦးကျမ်းစာတစ်ချက်ကိုအရင်ကြည့်ကြရအောင်တစ်ကောခန်းကြီး73ပတ်ငယ်9ထဲမှာဘယ်လိုပြောတယ်လဲဆိုရင်ယခုမူကားငါတို့သည်မဆုံမလင်တည်တတ်ကြ၏ပရောဖက်ညာနဲ့မဆုံမလင်ဟောပြောတတ်ကြ၏လို့ဟောပြထားပါတယ်အဲ့တော့ဆိုလိုတာကယနေ့ကျွန်တော်တို့အမှုတော်ဆောင်တွေယနေ့တရားဟောဆရာတွေအားလုံးဟောပြောနေတော့အရာတွေဟာမဆုံမလင်ဟောပြောနေခြင်းပဲဖြစ်ပါတယ်ဒီစကားကိုဘယ်သူကပြောခဲ့တာလဲဆိုရင်ရှင်ဘောလူပြောခဲ့တာဖြစ်ပါတယ်ယနေ့ရှင်ဘောလူကြောင့်မို့ယနေ့ကျွန်တော်တို့ဒီတိုင်းတစ်ပါးသားတွေအားလုံးကဒီအဝိဓိတရားကိုကြားနာခံယူခဲ့ကြရတာဖြစ်ပါတယ်ရှင်ဘောလူရဲ့ဟောပြောမှုသတင်းကောင်းတွေကြားထဲမှာအားလုံးပါဝင်ပါတယ်ယနေ့ကျွန်တော်ငင်းခုန်နေတဲ့အရာတွေကျွန်တော်တို့မသိနိုင်တဲ့အရာတွေကျွန်တော်တို့ညံမမြင်နိုင်တဲ့အရာတွေအနက်မဖော်နိုင်တဲ့အရာတွေမြောက်များစွာကိုဖျားသခင်ကရှင်ဘောလူကိုဟောပြခဲ့ပါတယ်အဲ့လိုရှင်ဘောလူတော်မှယနေ့မဆုံမလင်ဟောတတ်ကြတယ်မဆုံမလင်ပရောဖက်ပြုတတ်ကြတယ်ဆိုပြီးတော့ဝန်ခံထားတာတွေ့ရပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့အနေနဲ့ဒီမှာဆရာဒေးဗစ်လာပြောနေတဲ့အကြောင်းရယ်ပြီးတော့ဒီမှာဆာမာရီနုပြောနေတဲ့အကြောင်းရယ်ကျွန်တော်တို့ဒီနှစ်ယောက်စလုံးရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့နားထောင်ကြည့်တဲ့အခါမှာသူတို့ဟောပြောမှုတွေဟာလည်းမာယွန်းနေတဲ့အကြောင်းကျွန်တော်မတွေ့ရပါဘူးဒါဆိုရင်မမာယွန်းဘာကြောင့်မို့ယနေ့ခရိယန်တွေကဝေဖန်နေကြတာလေဆိုတဲ့အကြောင်းကိုယနေ့ကျွန်တော်တို့ဆွေးနွေးကြရအောင်အဲ့တော့ယနေ့လူတွေခရိယန်တွေဝေဖန်နေကြတယ်ဆိုတဲ့အကြောင်းအရာလေသူဟာနဲ့သူအကြောင်းရှိပါတယ်အဲ့ဒီထဲမှာကြီးတဲ့အခါမှာယနေ့ကျွန်တော်အနေနဲ့ပြောချင်တာကပုံဥပမာနေနဲ့မျက်မမြင်ပုံနာ6ယောက်ရဲ့ပုံဥပမာကလေးတို့ဖြစ်ပါတယ်ဒီနေ့ဒီမျက်မြင်ပုံနာ6ယောက်ရဲ့ပုံဥပမာအားလုံးကြားပြီးသားဖြစ်မှာပါတည်ပြီးသားဖြစ်မှာပါအဲ့တော့မျက်မမြင်တယောက်ကခြေထောက်ကိုကင်တယ်ဆန်းတက်ကြည့်တယ်ဒါကတိုင်လိုပဲဖြစ်တယ်တယောက်ကနှစ်ယောက်ကဆမ်းမိတယ်ဟာဒါကရက်တောင်လိုပဲတယောက်ကစင်နှမောင်းကိုကင်ပြီးတော့ပြောတယ်ဟာဒါကစင်ဆိုတာကမွေလိုပါလားတယောက်ကနော်ဘိုက်ကိုတွားဆန်းကြည့်တယ်ဟာစင်ဆိုတာနံရံကြီးပါလားနံရံကြီးလိုပဲဆိုပြီးတော့သူတို့ဆန်းတက်မိတဲ့အရာကိုပြောတဲ့ကဲတော့ယနေ့ကျွန်တော်တို့ခရိယန်တွေအဲမှာလေယနေ့အမှုတော်ဆောင်တွေဟာယနေ့ကျွန်တော်တို့ရရှိတဲ့စုကျေးဇူးအလိုက်ယနေ့ဟောပြောနေကြတာဖြစ်ပါတယ်အဲ့တော့ဆိုလိုတာကစင်တကောင်လုံးရဲ့အကြောင်းကိုကျွန်တော်တို့မပြောနိုင်ကြပါဘူးအဲ့တော့ကိုသိနိုင်တဲ့အရာကိုဉာဏ်မီတလို့မြင်တဲ့အရာကိုယနေ့ဟောပြောတာဖြစ်ပါတယ်အဲ့တော့အကုန်အစင်ဟောပြောနိုင်ဖို့ဆိုတာကဘုရားသခင်ပေးတဲ့
ဉာဏ်ပညာအဖြစ်တာရင်ယနေ့ဘုရားသခင်ဖော်ပြသလောက်ကိုတာရင်ကျွန်တော်တို့ဝင်ငါတက်တေခံနိုင်မှာဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဝင်ငါတဲ့အရာတွေယနေ့ဆရာဒေးဗစ်လာဟောပြောနေတဲ့အရာတွေဆရာမရီနူဟောပြောနေတဲ့အရာတွေပြီးတော့ဂျန်တဲ့ဆရာတွေအားလုံးယနေ့အကုန်အစင်အားလုံးကိုပြည့်ပြည့်စုံစုံနဲ့ဝင်ငါတက်တေခံဟောပြောနေတဲ့သူမရှိပါဘူးအဲ့တော့သူ့ကိုဘုရားသခင်ဖွင့်ပြသလောက်သူကဟောပြောသွားခြင်းတာဖြစ်ပါလေဝင်ငါသွားခြင်းတာဖြစ်ပါလေအဲ့တော့ယနေ့ဒါဆိုရင်ဟုတ်ပြီအမှချမ်းသာတင်တာမားသလားဆိုရင်မမားပါဘူးဒီအကြောင်းကိုလည်းကျွန်တော်တို့ဝင်ငါရမှာပါပဲဟောပြောရမှာပါပဲဒါပေမဲ့လည်းကျွန်တော်တို့ကအစွန်းမရောက်သွားဖို့ဖြစ်ပါတယ်ဆိုတာကိုနားလည်စေချင်ပါတယ်အဲ့တော့ဒီနေ့တချို့တွေကတစ်ဖက်စွန်းရောက်သွားတယ်ပြီးတော့တလိုင်းသေးကိုပဲကျွန်တော်တို့ကအသားပေးဟောပြောသွားတတ်ကြပါပဲဒါကမားသလားဆိုရင်မမားတော်များလေကြံတဲ့အရာတွေတဲ့အာနေချက်တွေဖြစ်လာတယ်သူတစ်ပါးပြောစရာတွေဖြစ်လာတယ်ဝေဖန်စရာတွေဖြစ်လာတာဖြစ်ပါလေဒီအကြောင်းကိုရှင်ဘောလူကိုယ်တိုင်ကပြောထားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီတပါးအမျိုးသားတွေအားလုံးတခင်ခရစ်တော်ဧဝံဂေလိတရားကိုကြားနာပြီးတော့ပြောင်းလဲလာစေခဲ့တဲ့သူတကယ့်ကိုကြီးမားသောတမန်တော်တယောက်အနေနဲ့ပြောတဲ့စကားဖြစ်ပါတယ်သူကိုယ်တိုင်တော်မှစုံလင်အောင်မဝေငှနိုင်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်သူကိုယ်တိုင်တော်မှမစုံမလင်ဖြစ်ပါတယ်မပြည့်မစုံဖြစ်ပါတယ်ဆိုတဲ့သဘောဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဝေငှနေတဲ့သူတွေကျမ်းမာချမ်းသာတဲ့ကဝေငှနေတဲ့သူတွေမာသလားဆိုရင်ဒါမမားပါဘူးယနေ့ဘုရားရဲ့ဧဝံဂေလိတရားထဲမှာဒီအကြောင်းအရာလေးတစ်ခုအပါဝင်ဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့လေဒီအကြောင်းအရာကိုဒါဦးစားပေးပြီးတော့တလန်းသွားနေရင်တော့ကျွန်တော်တို့လိုအပ်နေတယ်ဆိုတာကိုနောက်ထပ်လိုအပ်နေသေးတယ်ဆိုတာကိုကျွန်တော်နေထောက်ပြချင်ပါတယ်အကြောင်းလေးဆိုရင်ယနေ့ကျွန်တော်တို့ယုံကြည်သူများကြားထဲမှာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အငြင်းအခုံဖြစ်နေကြတယ်မျက်မမြင်ပုံနာ6ယောက်ကိန်းတို့ပဲဖြစ်ပါတယ်ယနေ့တချို့အမှုတော်ဆောင်တွေကတော့ဟုတ်ပါတယ်ကျွန်တော်တို့နေရက်ကိုပဲကင်မိထားတယ်ဒါကိုပဲတီးတယ်ဒါကိုပဲသူတို့အနေနဲ့ပြောနိုင်တာဖြစ်ပါတယ်အဲ့တော့နေရက်ကင်မီနေတူဟာစင်နရက်ခါရက်တောင်ကြည့်လို့ပါလားဆိုပြီးတော့เนาะဒီဟာကိုပဲအသေးဆုပ်ကင်ပြီးတော့ဝင်ရနေတယ်တကောင်လုံးကိုဆက်လက်ပြီးတော့မဆန်းတမတိမမြင်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ဆန်းတမယ်ဆိုရင်ရှာဖွေမယ်ဆိုရင်စူးစမ်းမယ်စုံစမ်းမယ်ဆိုရင်ထပ်ပြီးတော့စင်တကောင်လုံးရဲ့အကြောင်းအရာအားလုံးကိုသိမြင်နိုင်ပါတယ်တချို့တွေကတော့เนาะစင်နမောင်းကိုကင်မိပြီးတော့ဟာစင်ဆိုတာမွေကြီးကဲလို့ပါလားဆိုပြီးတော့ဒါကိုပဲထင်မှတ်ပြီးတော့ဒါကိုပဲဦးစားပေးဝင်ကတက်တေခံနေတယ်ပြောဆိုနေတာဖြစ်ပါတယ်ဆိုကြလို့ပဲစင်ရဲ့ဘိုက်ကိုဆန်းတက်ပြီးတော့ဟာစင်ဆိုတာနိုင်ရန်ကြီးလို့ပါလားအဲ့တော့ကိုတိမြင်နိုင်တဲ့လောက်ကိုဝင်ကတက်တေခံနေကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပုံဥမာနဲ့ပြန်လေပြောနိုင်ရှင်ဟောပြခြင်းပါတယ်ဟုတ်ပါတယ်ယနေ့ကျွန်တော်အမှုတော်ဆောင်တိုင်းအားလုံးဟာစုံစုံလင်လင်ပေတူမှမဝေငှနိုင်ပါဘူးမဟောပြောနိုင်ပါဘူးမတွင်တင်နိုင်ပါဘူးစုံလင်စေတော့သူဟာဘုရားသခင်ပဲဖြစ်ပါတယ်သူဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဘုရားသခင်ပေးတော်ဉာဏ်တော်အဖြစ်တာလည်းအကြောင်းအရာအလုံးကိုကျွန်တော်သိမြင်ပြီးတော့ဖွင့်ပြချင်းခံရတဲ့အခါမှာဟောပြောနိုင်မှာဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့အငင်းခုန်နေကြတဲ့ဒီ prosperity gospel နဲ့ပတ်သက်ပြီးတော့ဒီနေ့မျက်မြင်ပုံနာ6ယောက်စင်ကိုဆန်းတက်ပြီးတော့ကိုဆန်းတက်မိတဲ့အရာကိုဒါဟောပြောနေတဲ့ပြန်ပြောပြနေတာ ਨੇ တူနေတာဖြစ်ပါတယ်အဲ့တော့ prosperity gospel ဟိုဒါဒီနေ့ဦးစားပေးဟောပြောနေတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဂျန်တဲ့အရာကိုပါကျွန်တော်တို့မမေ့မလျော်မိဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နေနဲ့ပြန်လည်ပြီးတော့တတိပေးချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီမှာကျွန်တော်တို့ဒီအမှုတော်ဆောင်များဟောပြောနေတဲ့ဒေသနာတွေကိုနားထောင်ပြီးတော့ဒီနေ့ကျွန်တော်တို့ကဒီအမှုတော်ဆောင်ကဘေးရာကိုအလေးပေးဟောပြောနေလေဆိုတာပိုင်းခြားသိမြင်နိုင်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဒေသနာ၃မျိုးအကြောင်းကိုပြောချင်ပါတယ်။ပထမဒေသနာအမျိုးအစားပါလဲဆိုရင် sermon for physical အဲ့တော့ခန္ဓာပိုင်းဆိုင်ရာကိုအလေးပြီးတော့ဟောပြောမှုဖြစ်ပါတယ်ပြီးတော့ဒုတိယတစ်ချက်ကပါလဲဆိုရင် sermon for mental စိတ်ပိုင်းဆိုင်ရာကိုအလေးပေးဝင်ငါခြင်းဖြစ်ပါတယ်တတိယတစ်ချက်ကပါလဲဆိုရင်
sermon for spiritual အဲ့တော့ဒီ၃ချက်ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်များအရောက်စီတိုင်းပြဆုံနဲ့ဒီဟာကိုနော်ချိတ်ဆက်မိအောင်အမြဲတမ်းတွန်သွဲပြီးတော့ဝင်ကတက်ခိုင်းရမှာဖြစ်ပါတယ်ဘေးအရာခုမှခြံလက်ထားခဲ့လို့မရပါဘူးဘေးအရာကိုမှကျွန်တော်တို့လုံးဝဒါပဲဆိုပြီးလေကျွန်တော်တို့တွားလို့မရပါဘူးခန္ဓာပိုင်းပဲအရေးကြီးတယ်ဆိုပြီးတော့ခန္ဓာကိုပဲတည်တံ့သွားမယ်ဆိုရင်မရပါဘူးစိတ်ပိုင်းပဲအရေးကြီးတယ်ဆိုပြီးစိတ်ကိုပဲဦးစားပေးဝေကနေလို့လည်းမရပါဘူးထိုကဲ့လို့ပဲဝိညာဉ်အဖို့အရေးကြီးတယ်ဝိညာဉ်ပိုင်းပဲတွားရမယ်ဆိုပြီးတော့ဟောပြောရမယ်ဆိုပြီးလေကျွန်တော်တို့မဝင်ငါတင်ပါဘူးအဲ့တော့ယနေ့ကျွန်တော်တို့ဒီနောက်ကပတ်တော်ဝင်ငါတဲ့အခါမှာဒီ၃ခုစလုံးဒီအချက်၃ချက်ကိုအချိတ်အဆက်မိနဲ့အနည်းတမ်းကျွန်တော်တို့ကဝင်ငါတက်ခံဖို့ရအင်မတန်မှအရေးကြီးပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့မျက်မမြင်ပုံနာ6ယောက်ကိတို့ကိုမြင်တဲ့အရာကိုစမ်းသပ်မိတဲ့အရာကိုပဲဒါပဲဆိုပြီးတော့ကျွန်တော်တို့မပြောနိုင်ဘူးရမဟုတ်ပြောနိုင်ဘူးရအင်မတန်မှအရေးကြီးပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ကကဲစင်ရွက်ကိုကံပြီးပဲရက်တောင်ကိတို့ပါလားဒါဆိုရင်စင်ကနောက်ထပ်ဘာများရှိဦးမလဲဒီတစ်ခုတည်းတော့မဖြစ်တော့ဘူးဆိုပြီးတော့ထပ်မှန်ပြီးတော့စမ်းသပ်ရှာဖွေစူးစမ်းပြီးတော့ကိုတွေ့မြင်တဲ့အရာတွေကိုစူးစောင်းပြီးတော့ဒီအရာတွေကိုကျွန်တော်တို့ကစုံလင်းနဲ့ပြန်လည်ပြီးတော့ပြောပြနိုင်လို့ဖြစ်ဖို့ရအင်မတန်မှအရေးကြီးပါဒါကြောင့်ယနေ့ကျွန်တော်အမှုတော်ဆောင်များဟာတလန်းသွားလို့မရပါဘူးဒီနေ့နှုတ်ကပတ်တော်ဖျားရဲ့အင်္ဂလိပ်တရားအင်မတန်မှစုံလင်ပါတယ်ရှင်ဘောလို့ကိုယ်တိုင်ကတောင်မှဝန်ခံပြီးတော့ပြောခဲ့တယ်ကျွန်တော်ခုနနှုတ်ကပတ်တော်ဖတ်ခဲ့ပြီးပြီကျွန်တော်တို့ကမစုံမလင်ဟောပြောတတ်ကြတယ်နော်မစုံမလင်အသိဉာဏ်ပြနဲ့ prophet ပြုတတ်ကြပါတယ်ဟုတ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိပါဘူးအဲ့တော့ယနေ့ကျွန်တော်တို့အနေနဲ့လဲကိုယ့်ရဲ့ဟောပြောတင်မှုဟာဒါကပဲအမှန်ဆိုမှလဲကိုယ့်အကိုဂုံတင်နေဖို့လည်းမဟုတ်ပါဘူးအဲ့ဒီပုံမှာလဲကိုကပြန်လဲပြီးတော့သူတစ်ပါးကိုခြေပနေဖို့လည်းမဟုတ်ပါဘူးအဲ့တော့ဒီမှာဆရာမရေနူပြောသွားတဲ့ဟာလေးဟုတ်ပါတယ်တချို့တွေကဒီအဆင့်ထဲမှာပဲရောက်နေကြကြော်ပြီးတော့လည်းဖျားတခင်ဖွင့်မပြဘူးဒီတစ်ချက်လေးကတော့ကျွန်တော်သဘောကျပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကဒီတစ်ဆင့်ကယနေ့ဒီအဆင့်ကလည်းယနေ့ရှိတဲ့တော့အရာကျွန်တော်တို့ကြားတဲ့တော့အရာခံယူတဲ့တော့နှုတ်ကပတ်တော်ဖြစ်ပါတယ်အဲ့တော့ကျမ်းမှာချမ်းသာတဲ့အရာကိုလည်းဖျားတခင်လိုချင်တော့အရာလည်းမှန်ပါတယ်အဲ့တော့ဒီအဆင့်ထဲမှာပဲကျွန်တော်တို့ကရနေဖို့မဟုတ်ပါဘူးတချို့တွေကတော့ဒီအဆင့်တော်မှာပြောမယ်ဆိုရင်ဒါတွေကမလိုအပ်ဘူးမဖြစ်သင့်ဘူးဒါတွေကဖျားတခင်အလိုလိုရှိတော့ပြောဒါတွေလောကအရာတွေတနေ့ထားခဲ့ရမယ့်အရာတွေကျွန်တော်တို့ပြောတတ်ကြပါတယ်တကယ်တမ်းတော့ဒီလိုကျွန်တော်တို့မစင်စားသင့်ပါဘူးအဲ့တော့ဒီခန္ဓာကိုယ်ထဲမှာကျွန်တော်တို့ဥမာအဖြစ်ပဲကြည့်လိုက်ပါခန္ဓာပိုင်းစိတ်ပိုင်းဝိညာဉ်ပိုင်း၃ပိုင်းအဖြစ်ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီ၃ခုစလုံးကကျွန်တော်ဘေးအရာမှတိတန့်ခွတ်ထွက်သွားလို့မရပါဘူးတိတန့်တည်ရှိနေလို့မရပါဘူးနော်ခန္ဓာကိုပျက်စီးသွားရင်ဝိညာဉ်ဆိုတာလည်းမရှိတော့ဘူးစိတ်ဆိုတာလည်းမရှိတော့အဲ့တော့ဝိညာဉ်တိတန့်ထွက်သွားမယ်ဆိုရင်လည်းဒီခန္ဓာကအသက်မရှင်တော့လှုပ်ရှားမှုမဖြစ်နိုင်တော့အဲ့လိုပဲယနေ့ကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တော်ဆိုတာလေဒီနေ့တစ်ခုတည်းရှိနေတာမဟုတ်ပါဘူးအားလုံးစုပေါင်းပြီးတော့ဖွဲ့စည်းတည်ဆောက်ထားတဲ့အင်္ဂလိပ်သတင်းစကားဖြစ်ပါတယ်အဲ့တော့ယနေ့ဒီထဲမှာအားလုံးပါဝင်တယ်ဒီအရာအားလုံးကိုကျွန်တော်တို့ကပြစုံနဲ့ကျွန်တော်တို့ကရှာဖွေစူးစမ်းလေ့လာပြီးတော့ဝင်ကတက်ခံမှုဖြစ်ပါတယ်ဒါမဲ့လူအသိဉာဏ်အဖြစ်တော့မကြိုးစားပါနဲ့ဘုရားသခင်စီမှာကျွန်တော်ဉာဏ်ပညာကိုတောင်းယူဖို့ရအမှန်တမ်းအရေးကြီးပါတယ်အကြောင်းလေးဆိုရင်ယနေ့ကျွန်တော်တို့ကဒီဉာဏ်ပညာကိုဘုရားသခင်စီမှာတောင်းယူဖို့ဖြစ်တယ်တောင်းယူလို့ရပါတယ်ယာကုပ်ခန်းကြီး1ပိုင်းငယ်9ထဲမှာတင်တို့တဆိုကြတော့သူဒီပညာကိုလိုလင်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းတော်သူတို့အားစေတနာစိတ်နဲ့ပေးသနာတော်မူတော့ဘုရားသခင်ကိုတောင်းနေရမည်ဆိုပြီးတော့ဟောပြထားပါတယ်အဲ့တော့ယနေ့ကျွန်တော်အနေနဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ review လုပ်ခြင်းဟာဆရာတွေလည်းမမားပါဘူးအတင်းတို့တင်သားတွေလည်းမမားပါဘူးယုံကြည်သူတွေလည်းမမားပါဘူးတင်လည်းမမားဘူးကျွန်တော်လည်းမမားပါဘူးလိုနေတာပဲရှိပါတယ်အဲ့ဒါကတော့ဒီနေ့ကျွန်တော်တို့နော်ထပ်ဖြည့်ပြီးတော့ပို့ပြီးတော့နားလည်နိုင်ဖို့ရလိုအပ်နေတာဖြစ်ပါတယ်ဒီຢာတွေအားလုံးကဓမ္မကျမ်းစာထဲမှာလည်းဖော်ပြပြီးသားပါပြီဘုရားသခင်ကကျွန်တော်တို့ကို
နော်အရာအားလုံးဖန်ဆင်းပေးပြီးတာဒီလောကကြီးထဲမှာကျွန်တော်တို့အတွက်လောတဲ့အရာဟိုတမျှကိုဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးပြီးတာဒါတွေကိုကျွန်တော်တို့ကအဲ့ဒီအပေါ်မှာဘာမှအငြင်းပွားနေစရာအကြောင်းမရှိပါဘူးဒီနေ့ကျမ်းမာချမ်းသာဒေသနာဟာလေလုံးဝအမှားမဟုတ်ပါဘူးမာရွနေတော့ဩဝါဒလည်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ခုနပြောသလိုမျက်မမြင်ပုံနာ6ယောက်ကိတ်တို့ကျွန်တော်တို့မဖြစ်နေဘူးပဲလို့ပါတယ်ထပ်မှန်ပြီးတော့စူဆန်လေးလာပါပို့ပြီးတိမြင်လာမယ်ပို့ပြီးတော့လေးလေးနဲ့တိလာမယ်ပို့ပြီးတော့ကြည်ကြည်ပြန့်ပြန့်တိလာမယ်ပို့ပြီးတော့ဝီနိုဖျားကဖော်ပြလာမယ်ဖော်ပြလာတဲ့အခါမှာပို့ပြီးတော့စုံစင်တဲ့ကျွန်တော်တို့ကဝင်ကတစ်တိခံနိုင်မှာဖြစ်ပါတယ်ဟောပြောလာနိုင်မှာဖြစ်ပါတယ်ဝီနိုဖျားကလည်းပို့ပြီးတော့အသုံးပြုလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်တွေတော်တော်များများကဒီနေ့physicalist ဖြစ်လာတယ် physicalist preacher mentalist preacher spiritualist preacher ဒီနေ့ကျွန်တော်တို့ကအဲ့ဒီတိတန့်เนาะမဖြစ်နေဖို့အင်မတန်မှတတိထားဖို့ရန်ဖြစ်ပါတယ်ပို့ပြီးတော့ကျွန်တော်တို့ကဒီသုံးခုစလုံးအချိန်အစမမီနဲ့ဆက်လက်ပြီးတော့ဝင်ကတက်တက်ခံနိုင်ဖို့ရန်အတွက်လည်းကျွန်တော်တို့ဖျားသခင်စီမံဉာဏ်ပညာတောင်းဖို့ဖြစ်ပါတယ်အဲ့တော့ဖျားသခင်ကတကယ်ပဲသူသိစေချင်တော့အရာလူတစုံကြောက်ကိုအသုံးပြုပြီးတော့ဖွင့်ပြလာမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအမှုတော်ဆောင်အဖြစ်ကျွန်တော်တို့ကြားနာခံရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကျမ်းစာထဲမှာဘယ်လိုပြောထားသလဲဆိုရင်ဒီကောခန်းကြီး73ပိုင်းငယ်စနစ်ယခုတွင်ငါတို့ဒီမှန်အားဖြင့်ရိပ်မိလက်သာနေကြ၏ထိုအခါမူကားမျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်ယခုတွင်ငါအတိအမြင်မစုံမလင်ဖြစ်၏ထိုအခါမူကားသူတစ်ပါးဒီငါကိုတည်တကယ်တော့ငါတည်ရလိမ့်မည်အဲ့တော့ရှင်ဘောလူဟာထိုကဲ့သို့ပြောထားတာယခုတွင်ကျွန်တော်တို့ဟာတဲ့အတိအမြင်မစုံမလင်ဖြစ်ကြ၏မှန်ပါတယ်ဒီနေ့ကျွန်တော်တို့ကမစုံမလင်နဲ့ဒီနေ့အမှုတော်ဆောင်နေကြတော့သူများတာဖြစ်ပါတယ်ဒီနေ့ဖျားသခင်ကတကယ်သိစီလို့အရာများကိုဖွင့်ပြလာမှတာကျွန်တော်တို့ကဆင့်တိုးပြီးတော့เนาะလေပဲမြင့်ပြီးတော့ပြန်လည်ပြီးတော့ဝင်ကတက်တက်ခံနိုင်တာဖြစ်ပါတယ်အဲ့တော့အမှုတော်ဆောင်တွေကြားထဲမှာလည်းဒီနေ့ဖျားသခင်ကပိတ်တိတ်ပေးတဲ့လူတွေရှိပါတယ်အဲ့ဒီသူတွေကိုဖျားသခင်ကထူးခြားတဲ့ယူပါယုံတွေအဖြစ်ဒီနေ့ဖော်ပြနေတာဖြစ်ပါတယ်ပြောပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ကိုတွင်တင်နေတာဖြစ်ပါတယ်သိမြင်စေနေတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့လောက်နဲ့ review လုပ်ချင်ပါတယ်ဒါကြောင့်မို့ယနေ့ကျွန်တော်တို့အရာအုပ်စီတိုင်းကဖယားရဲ့လှုပ်ဆောင်နိုင်စွမ်းကိုမကန်တမ်းမိဘူးပဲဖြစ်ပါတယ်ဝိညာဉ်တော်ဖယားရဲ့ဖော်ပြမှုကိုကျွန်တော်တို့အကန့်အသတ်မလုပ်မိဘူးပဲအရေးကြီးပါတယ်အဲ့တော့အမှုတော်ဆောင်များအနေနဲ့ကလည်းမျက်မမြင်ပုံနာ6ယောက်ကိတ်တို့ကိုစမ်းမိတော့အရာကိုဒါပဲဒီလိုပါပဲဆိုပြီးတော့ကျွန်တော်တို့လက်ကင်မထားမိဘူးကအင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေ့လောက်နှုတ်ဘတ်တော်ကိုအခြေခံပြီးတော့ review လုပ်လိုက်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ